ပရိသတ်များအားလုံးမင်္ဂလာပါ KB Sport Facebook page နဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ Sorry Club Ahile အသင်းဟာလက်ပါဘူးတီးရဲ့နောက်ခဲလူ Virgil van Dijk ကိုတနည်းလောက်ကယူရိုတန်း20တန်ကြီးရှိတဲ့စာချုပ်တရက်ပေးပို့လိုက်တယ်လို့သိရပါတယ်ဘယ်လိုမျိုးပေးပို့လိုက်တာလဲဆိုတော့ Van Dijk ကလက်ရှိမှာလက်ပါဘူးနဲ့ဒီနေ့ကုန်မှာစာချုပ်ကုန်မယ်နှစ်ဖက်ဆွေးနွေးနေပေမဲ့စာချုပ်တစ်ကို Van Dijk ကလက်ခံထားတာမျိုးမရှိဘူးဒါအပြင် Van Dijk ဘက်ကလည်းစာချုပ်တစ်နဲ့ပတ်သက်ပြီးတော့အရန်ကြီးအလင်းဒီလိုဆုံးဖြတ်ပြီးစဉ်းစားထားတဲ့ပုံစံမျိုးတွေလည်းမပြသထားဘူးဆိုတော့ဒါကိုကြည့်ချင်းအပြင်နှစ်ကုန်မှာ Van Dijk ကအသင်းကနေထွက်ခွာသွားနိုင်ရရှိတယ်လို့ဒါယူဆရတယ်ပေါ့နော်ဟုတ်ချင်ပါလေဟုတ်ပါပဲဒါပေမဲ့အဲ့ချိန်မှာ Sorry Club Ahile အသင်းကတစ်နှစ်ကိုယူရိုတန်း20ရမယ်ဒါစာချုပ်တစ်ကို agent ကိုပေးပို့ထားပြီဆိုလို့သိရတယ်ပေါ့နော်တကယ်လို့ Van Dijk အနေနဲ့ဒီစာချုပ်တစ်ကိုလက်ခံမယ်ဆိုရင် Sorry Club Ahile အသင်းမှာသူဟာလောက်ကလာစားအများကြီးရတဲ့ကစားသမားအနေနဲ့တွားရောက်ကစားနိုင်မှာဖြစ်တယ်ပေါ့စာချုပ်ကတော့2နှစ်ပဲပါတယ်လို့သိရပါမယ် Van Dijk ရဲ့အနေထားနဲ့ဆိုလည်းတော်တော်လေးကိုအဆင်ပြေတဲ့စာချုပ်မျိုးလို့ပြောလို့ရပါတယ်လီဗာပူးအသင်းကတော့ Van Dijk ကိုစာချုပ်ဆက်ချုပ်ကိုဆန္ဒရှိပေမဲ့အရင်တလူကြီးစာချုပ်တစ်ကိုကမ်းလှမ်းနိုင်လို့လည်းမရှိတဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုတော့စိတ်ဝင်စားဖို့ကောင်းတဲ့အနေအထားမှာရှိတယ်။လာရာသီအကုန်မှာ Van Dijk တယောက်ဒါလီဗာပူးကလည်းအလုပ်ချင်းနဲ့ထွက်သွားမလားထွက်သွားပြီးရင်လည်းအေဟီလည်းကမ်းလှမ်းထားတဲ့တနည်းလောက်ကလာစားယူရို30ရှိတဲ့စာချုပ်ကိုချုပ်သွားမလားဆိုတာကိုစောင့်ကြည့်သွားမှာပဲဖြစ်ပါတယ်